ပန်ပါဆိုတဲ့လူငယ်လေးတယောက်နဲ့သူ့ရဲ့ဆရာဖြစ်တဲ့ Professor တို့နှစ်ယောက်ကအေဝရတ်တောင်ပေါ်ကိုလာနေပြီးတော့ပျောက်ဆုံးနေတဲ့မြို့တော်ကိုလည်းရှာနေပါတယ်။တောင်ပေါ်ကထူနေတဲ့နှင်းတွေကိုဖျက်သွားပြီးတော့တောင်ထိပ်ကိုရောက်သွားတဲ့အခါမှာတော့လှုပ်ဝက်စာတစ်ခုပါနေတဲ့ကြောက်စာတစ်ခုကိုတွေ့လိုက်ရပါတယ်။ဒါတွေကိုတွေ့လိုက်ရတော့ Professor ကလည်းသူတို့ရှာနေတဲ့တဲလွန်စာကရပြီးဖြစ်ပြီးတော့အရှိကိုနည်းနည်းဆက်ပြီးတော့သွားမယ်ဆိုလို့ရှိရင်လှုပ်ဝက်မြို့တော်ကိုဆက်ပြီးတွေ့ရနိုင်တာကြောင့်မလို့အပေါ်ကိုဆက်ပြီးတော့တက်သွားဖို့လုပ်လိုက်ပါတယ်။ဘေးနားကိုပန်ပါကကြည့်လိုက်တဲ့အခါမှာတော့ခြေရာအကြီးကြီးတွေကိုတွေ့လိုက်ရတာမလို့ရှေ့ကိုဆက်သွားမယ်ဆိုရင်ဒနိုင်တတဝါဖြစ်တဲ့ယရီနဲ့တွေ့သွားပြီးတော့အနေများနိုင်တဲ့အကြောင်းကိုပြပြလိုက်ပါတယ်။ဒါပေမဲ့ Professor ကဆက်ပြီးတော့သွားဖို့လုပ်နေပြီးတော့နှစ်ယောက်သားကွဲမသွားအောင်ခြိထားတဲ့ကြိုးကိုလည်းဖျက်ဆီးပြလိုက်ပါတယ်။ Professor ထွက်သွားတဲ့နယ်ချက်ချင်းပဲယရီကပန်ပါရှိတဲ့နေရာကိုရှောက်လာတဲ့ကြောင်းဒါကိုတွေးလိုက်ရတဲ့ပန်ပါကလည်းထွက်ပြေးသွားလိုက်ပြီးတော့အောက်ဘက်ကိုတောင်ပြုတ်ချမလို့ဖြစ်သွားပါတယ်။အပေါ်ကိုပြန်မောကြည့်လိုက်တော့ယရီကသူတို့ကိုချောက်လန့်ဖို့အတွက်လုပ်နေတာပဲဖြစ်ပြီးတော့ခဏနေတော့မုန်တိုင်းနဲ့အတူတူတောင်ပေါ်ကိုတက်ရင်းနဲ့ပဲပျောက်ကွယ်သွားပါတယ်။စကူဘီတို့ရဲ့အဖွဲ့ကတော့အားလဲရာတုံးလေးပဲရစ်မှာအနားယူဖို့အတွက်ရှောက်သွားနေဖို့အတွက်လုပ်နေပြီးတော့ဖရက်ဒို၃ယောက်ကလည်းရှက်ကီနဲ့စကူဘီအလာကိုထိုင်ပြီးတော့စောင့်နေကြပါတယ်။ရှက်ကီနဲ့စကူဘီကနှစ်ယောက်သားလေရင်တစည်းကိုငှားပြီးတော့ပဲရစ်ကိုတက်တက်လာနေပြီမယ်။သူတို့ရဲ့လမ်းပြဖြစ်တဲ့လန်ဖာကအေရက်တောင်ကိုညာပြီးတော့ခေါ်သွားလိုက်ပါတယ်။ပါလာသမျှအစားအစာတွေကိုလည်းစားပစ်လိုက်တဲ့စကူဘီတို့ကိုလည်းစိတ်တူသွားတဲ့လန်ဖာကပုံတစ်ခုတည်းကိုထိလိုက်ပြီးတော့လေရင်ပေါ်ကနေပြီးတော့မှကန်ချပစ်လိုက်ပါတယ်။ဒါကြောင့်စကူဘီနဲ့ရှက်ကီကလည်းပုံနဲ့တူတူအောက်ဘက်ကိုပြုတ်ကျသွားပြီးမယ်။တနေရာမှာသွားပြီးချိန်နေတာကြောင့်မလို့ကန်ကောင်းသွားပါတယ်။အဲ့ဒီအချိန်ဖရက်ဒိုကကြာနေပြီဖြစ်တဲ့စကူဘီတို့စီကိုလမ်းပြီးတော့ဖုန်းခေါ်ကြည့်လိုက်တော့ဒုက္ခရောက်နေတဲ့စကူဘီနဲ့ရှက်ကီကလည်းအတန်ကုန်အော်ဟစ်ပြီးတော့အကူအညီပြန်တောင်းလိုက်ပါတယ်။အဲ့ဒီအချိန်ချိန်နေတဲ့နေရာကနေပြီးတော့မှအောက်ဘက်ကိုပြုတ်ကျသွားတာမလို့စကူဘီတို့နဲ့လည်းအဆက်အသွယ်ပြတ်သွားပြီးတော့ဖရက်ဒိုကလည်းဖုန်းကနေတက်ဆင်ခြေရာခံကြည့်လိုက်တဲ့အခါမှာတော့အေရက်တောင်ကိုမှားပြီးရောက်သွားတယ်ဆိုတော့ကိုသိလိုက်ရပါတယ်။ဒါကြောင့်စကူဘီနဲ့ရှက်ကီကိုကယ်တင်ဖို့အတွက်သူတို့ရဲ့နားရဲလေးကိုအသုံးပြုလိုက်ရပြီးတော့အေရက်တောင်ကိုလိုက်သွားလိုက်ကြပါတယ်။ဘယ်မှာကလမ်းမှာလည်းအဲ့ဒီနေရာကရည်တကောင်တောင်းကျမ်းနေတဲ့နေမြေဖြစ်တဲ့အကြောင်းကိုပြပြလိုက်တာမလို့ပိုလို့တောင်ဆိုးသွားပြီးတော့ရတဲ့နည်းနဲ့အမြဲဆုံးပြေးသွားလိုက်ပါတယ်။ဒီကဲတောင်အောက်ခြေမှာတော့ပြောင်းလို့ခေါ်တဲ့လူမျိုးတွေနေထိုင်ကြတဲ့ရွာလေးတစ်ရွာရှိပြီးတော့ရည်ကိုသွားစားလိုက်တဲ့ Professor ကြောင့်မလို့ရွာကလူတွေကလည်းစိတ်ပူလာပြီးတော့ရွာကနေပြီးတော့မှထွက်သွားနေပါတယ်။ Professor ကလည်းပန်ပါကိုထားခဲ့မိတာကြောင့်မလို့ပြန်ပြီးတော့တောင်းပန်နေပြီမယ်။ရည်ကိုသွားပြီးစားလိုက်တာကြောင့်မလို့မကြခင်ရည်ကသူတို့ရွာကိုလာပြီးတော့ဖျက်ဆီးတော့မှမလို့သူ့ရဲ့စကားကိုနားမထောင်ခဲ့တဲ့ Professor ကိုလည်းစိတ်တိုးနေပါတယ်။ပန်ပါမှာလည်းညီမလေးတစ်ယောက်လိုရှေ့ရတဲ့မင်္ဂါလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ရှိပြီးတော့အခုလည်းပန်ပါမပါဘဲနဲ့ရွာထဲကနေပြီးတော့မှထွက်မသွားဘူးဆိုပြီးလုံနေတာကြောင့်မလို့အများဆုံးထွက်သွားတော့ဖို့အတွက်ပန်ပါကပြောနေရပါတယ်။အဲ့ဒီချိန်ရွာကဘုန်းကြီးကျောင်းထဲကိုတောင်ပေါ်ကနေရှောက်လာတဲ့စကူဘီတို့ကပြုတ်ကျလာပါတယ်။ပန်ပါတို့၃ယောက်နဲ့ကျောင်းမှာရှိတဲ့ဘုန်းကြီးကပါပြုတ်ကျလာတဲ့စကူဘီတို့ကိုသွားကြည့်လိုက်ပြီးတော့အဲ့ဒီရောက်နေတာကြောင့်မလို့ပြောပေမဲ့ဒီနေရာကကျင်းစာတင်းနေတာကြောင့်မလို့မကြခင်အမြန်ဆုံးပြန်သွားဖို့အတွက်ဘုန်းကြီးကပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလမ်းပြဖြစ်တဲ့လမ်းဖာကရှောက်လာပြီးတော့သူကမှားခေါ်လာပေးမိတဲ့အကြောင်းကိုပြောလိုက်တော့ရှက်ကီတို့ကပဲရစ်ကိုသွားဖို့လုပ်ပေမဲ့လမ်းမလာတယ်ဆိုတော့ကိုပန်ပါတို့ကသိလိုက်ရပါတယ်။ဖုန်းလိုင်းတွေကပါပြတ်သွားတာကြောင့်မလို့ဖရက်တို့ကိုဆက်သွယ်ဖို့လုပ်ပေမဲ့လုံးလို့မရဘူးဖြစ်နေတာကြောင့်တံပေါ်မှာရှိတဲ့ရေဒီယိုဌာနကလမ်းမိတာကြောင့်မလို့အဲကနေမှတဆင်စကူဘီတို့ရဲ့ဒီနေရာကိုပြောပြပြီးတော့အကူအညီတောင်းလို့ရနိုင်တယ်ဆိုပြီးတော့မင်္ဂါကပြပြလိုက်ပါတယ်။ဘာပဲနေနေဒီကနေထွက်သွားဖို့ကအရေးကြီးတာမလို့မင်္ဂါပြောတဲ့စကားကိုလက်ခံလိုက်ပြီးတော့ဖရက်တို့ကိုဆက်သွယ်ဖို့အတွက်တံပေါ်မှာရှိတဲ့ရေဒီယိုဌာနကိုသွားဖို့လုပ်လိုက်ပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့နေမြေမဟုတ်တာကြောင့်လမ်းကိုလိုက်ပြီးတော့ပြပေးဖို့အတွက်ပန်ပါတို့ကိုလည်းဖုန်းကြီးကမှားလိုက်ကလမ်းမှာလဲအနေအများတဲ့ကိစ္စတွေကြုံတွေ့လာနိုင်တာမလို့တတိထားကြဖို့အတွက်မှားလိုက်ပါတယ်။ဖရက်တို့ကကားနဲ့ဆက်လာနေလိုက်ကြပြီးတော့လမ်းမှာရတီရဲ့အကြောင်းကိုဘယ်မှာကရှင်းပြနေပြီမယ်။ဒါကဒန်နိုင်လာတတ်ဖြစ်တဲ့အကြောင်းမလို့အရန်ကြောက်စရာမလိုတဲ့အကြောင်းကိုပြောနေပြီးတော့ရည်နေကြပါတယ်။ရှက်ကီတို့နဲ့အတူတူလမ်းပြလို့တဲ့လမ်းဖာကလည်းတောင်ပေါ်ကိုအတူတူသွားနေလိုက်ပြီးတော့သူတို့နဲ့အတူတူ Professor ကပါလိုက်လာပေမဲ့လမ်းမှာလည်း Dynamite တွေတည်လာတယ်ဆိုတာကိုတွေ့လိုက်ရပါတယ်။ဒါကအရေးပေါ်အခြေအနေမှာတုံးမဲ့ကာကွယ်ရေးပစ္စည်းတွေဖြစ်တဲ့အကြောင်းကို Professor ကရှင်းပြလိုက်ပြီးတော့အနေများတာကြောင့်မလို့ Dynamite တွေကိုမထိဖို့အတွက်ရှက်ကီတို့ကိုတတိပေးလိုက်ပါတယ်။သူတို့ရဲ့အနောက်ကိုလည်းမင်္ဂါကပါလိုက်လာတာကြောင့်မလို့ဒါကိုတွေးလိုက်ရတဲ့ပန်ပါတို့ကခဏဆောင်လိုက်ကြပြီးတော့ဘာဖြစ်လို့လိုက်လာတာလဲဆိုပြီးမေးကြည့်လိုက်ပါတယ်။အနေများတာကြောင့်မလို့မင်္ဂါကိုလည်းပြန်ပြီးတော့လှည့်ဖို့အတွက်ပြောလိုက်ပြီးမယ်။ဒီနေ့ကမုန်တိုင်းရှိတဲ့အကြောင်းကိုလာပြီးတော့ပြောတာဖြစ်တဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်။ဘလို့သိတာလဲဆိုပြီးတော့ပန်ပါကပြန်မေးလိုက်တဲ့အခါမှာတော့သူအမြဲနှားထောင်နေတဲ့လီဒီယိုလိုင်းကနေပြီးတော့မှမိုးလေဝသအကြောင်းကိုကြီးညာနေလို့ဖြစ်ပြီးတော့အဲ့ဒီအကြောင်းကိုကြားလိုက်ရလို့လာပြပြတာဆိုပြီးပြပြလိုက်ပါတယ်။မယုံတဲ့ပန်ပါတို့ကိုလည်းရေဒီယိုဖွင့်ပြလိုက်တော့မိုးလေဝသအကြောင်းကခဏနေတချင်းနေကြီးပဲလာနေတာကိုတွေ့လိုက်ရပါတယ်။တကယ်တော့မင်္ဂါကရေဒီယိုဌာနကသတင်းကြီးညာနေတဲ့အကောင်လေးကိုကြိတ်ပြီးတော့သဘောကျနေတာဖြစ်တာမလို့အဲ့ဒီကောင်လေးကိုတွေ့ဖို့အတွက်သူတို့ရဲ့နောက်ကိုလိုက်လာတာမဟုတ်ဘူးလားဆိုပြီးတော့ပန်ပါကပြန်မေးလိုက်တဲ့အခါမှာတော့ပန်ပါမေးလိုက်တာကမှန်သွားတာကြောင့်မလို့မင်္ဂါကလည်းရှက်သွားပြီးတော့စွန့်ညင်းပြလိုက်ပါတယ်။သူတို့စကားပြောနေတဲ့အချိန်မှာပဲမုံတိုင်းကသူတို့စီကိုရောက်လာတာကိုတွေ့လိုက်ရတာမလို့တောင်စားတစ်ခုကိုပြေးသွားလိုက်ပြီးတော့မုံတိုင်းဝင်ခုန်နေလိုက်ကြကတဲထိုးပြီးတော့ခဏနားလိုက်ကြပါတယ်။အေးစေးအေးဖို့လုံနေတဲ့ရှက်ကီတို့စီကိုလည်းလမ်းပြဖြစ်တဲ့လမ်းဖာကရောက်လာပြီးတော့အပြင်ကိုခေါ်ထုတ်သွားခဲ့လိုက်ကသူရဲ့တရုတ်မှန်ကိုပြပြလိုက်ပြီးတော့သူကရက်တီကိုအမဲလိုက်ဖို့အတွက်ရောက်လာတဲ့မိုးဆိုးတယောက်ပဲဖြစ်နေပါတယ်။အခုလိုရှက်ကီတို့ကိုခေါ်လာရတာကလည်းသူရဲ့အကြံပဲဖြစ်ပြီးတော့ရှက်ကီတို့ကိုတုံးပြီးရက်တီကိုမြားခေါ်မယ်သူရဲ့အကြံစီအကုန်လုံးကိုလည်းပြပြလိုက်ပြီးတော့
သူစင်ထားတဲ့ထောင်ချောက်တွေအကုန်လုံးကိုလည်းပြပေးလိုက်ပါတယ်။သူတို့ကိုအသုံးချဖို့အတွက်လိန်ပြီးခေါ်လာတာကိုတီးသွားတဲ့ရှက်ဂီတို့ကလည်းလမ်းပါကိုစိတ်တိုးသွားပေမယ့်အဲ့ဒီအချိန်မှာပဲယက်ဒီကသူတို့ရှိတဲ့နေရာကိုရောက်လာတာကိုတွေ့လိုက်ရပါတယ်။ကြောက်သွားတဲ့ရှက်ဂီတို့နှစ်ယောက်ကလည်းတန်းပြီးတော့ပြေးသွားလိုက်ကလမ်းပါဆင်ထားတဲ့ထောင်ချောက်တွေတဲကိုရောက်သွားတာမလို့ယက်ဒီကိုဖမ်းမိရမယ်အစားအနောက်ကနေပြီးတော့မှလိုက်တားနေတဲ့လမ်းပါကကိုထောင်ချောင်းနဲ့ကိုအဖမ်းခံလိုက်ရပါတယ်။သူတို့ရဲ့နောက်ကိုဆက်ပြီးလိုက်လာနေတဲ့ယက်ဒီကိုလည်းရှက်ဂီတို့နှစ်ယောက်ကလှည့်စားပြီးတော့ပြန်လဲတိုက်ခိုက်လိုက်ပေမယ့်သူတို့နောက်ကိုပဲဆက်ပြီးလိုက်နေသေးတာကြောင့်မလို့နောက်တစ်ခါဆက်ပြီးတော့ပြေးလိုက်ရပြန်ပါတယ်။စူညံတန်တွေကြောင့်အထက်ကပန်ပါကလည်းထွက်လာပြီးတော့အခြေအနေကိုကြည့်ဖို့လုပ်ပေမယ့်လမ်းပါဆင်ထားတဲ့ထောင်ချောင်းနဲ့တနေရာမှာဖမ်းမိသွားတာကြောင့်မလို့ပိတ်မိသွားပါတယ်။ရှက်ဂီနဲ့စကူဘီကလည်းထွက်ပြေးနေရင်တနေရာမှာပြုတ်ကျသွားပြီးတော့နှင်းထဲမှာကောင်းဆိုင်နေတော့သူတို့ရှိတဲ့နေရာကိုဘူဒိုဇာတစ်စီးရောက်ချလာတာကိုတွေ့လိုက်ရပါတယ်။မီးလင်းရောက်ကြောင့်မလို့ထပ်ပြီးတော့ကြောက်သွားကစကူဘီတို့ကလည်းစတိုက်အော်နေပေမယ့်အဲ့ဒါကအရင်အမှုတော်ကအတူတူဖြည့်ရှင်းခဲ့တဲ့ဒဲဆိုတဲ့ကောင်လေးပဲဖြစ်နေပါတယ်။ဒဲကရှက်ဂီတို့ကိုမြင်တော့ချက်ချင်းပဲပြန်မမိသွားတာကြောင့်မလို့နှုတ်ဆက်လိုက်ပြီးတော့ရှက်ဂီတို့ဒုက္ခရောက်နေတာကိုသိလိုက်ရတာကြောင့်မလို့တခါတည်းသူနဲ့တူခေါ်သွားပေးလိုက်ပါတယ်။ရှက်ဂီတို့အနောက်ကိုလည်းယက်ဒီကဆက်ပြီးတော့လိုက်သွားမှသိတဲ့လမ်းပါကကာပင်းရတဲ့တိုင်းဆက်ပြီးတော့လိုက်သွားကယက်ဒီကိုဆက်ပြီးတော့ဖမ်းဖို့လုပ်နေပါတယ်။ဒဲကသူလုံးလုံးနေတဲ့ရေဒီယိုဌာနကိုခေါ်သွားပေးလိုက်ကရှက်ဂီတို့အကြောက်ပြေသွားအောင်လုပ်ပေးလိုက်ပြီးတော့သူလုံးနေရတဲ့အလုပ်ရဲ့အကြောင်းကိုလည်းသေချာရှင်းပြလိုက်ပါတယ်။သူ့ရဲ့အလုပ်ကယာတီဥရုအခြေအနေကိုခံမှန်းပေးရတဲ့အလုပ်ဖြစ်ပေမယ့်ကြာလာတော့ပြင်းလာတာကြောင့်မလို့ယာတီဥရုအကြောင်းကိုမပြောရတဲ့အချိန်ဆိုလို့ရှိရင်တရှင်းလွန့်ပေးတာဆိုပြီးပြလိုက်ပါတယ်။အမြဲတမ်းလက်လျှော့ပြီးတော့ပြန်ဖို့လုပ်နေတဲ့အချိန်မှာပဲသူ့ရဲ့ဖန်တယောက်ကသူဖွင့်ပေးနေတဲ့တရှင်းနေတဲ့သတင်းကြေညာပေးနေတဲ့သူ့ကိုလည်းအားပေးတဲ့အကြောင်းကိုစာတစောင်ပို့ပြီးတော့အားပေးလာတာမလို့သူကအခုထိဆက်ပြီးတော့ရှိနေရသေးတာပဲဆိုပြကိုပြလိုက်ပါတယ်။ယက်ဒီရဲ့အကြောင်းကိုလည်းရှက်ဂီတို့ကမေးကြည့်လိုက်တော့ဒဲကိုတိုင်ကလည်းယက်ဒီဆိုတာကိုလက်ခံထားတာဖြစ်ပြီးတော့သူတီးရတဲ့ယက်ဒီကလူတွေကိုဒုက္ခပေးမဲ့တတဝါမဟုတ်တဲ့အကြောင်းကိုပြလိုက်ပါတယ်။သူကဘေးပတ်ဝန်းကျင်ကိုဆက်ပြီးတော့လက်ပတ်ကြည့်အောင်မှဖြစ်တာမလို့ဒီမှမရှိတော့သူအစားရှက်ဂီတို့ကိုတရှင်းလွန့်ပေးဖို့အတွက်အခုညီတောင်းကထွက်သွားလိုက်ပါတယ်။ဖရက်တိုကပြောင်လူမျိုးတွေနေတဲ့ရွာကိုရောက်သွားပေမဲ့လူတယောက်မှဆက်ပြီးတော့မတွေ့ရတာကြောင့်သူတို့ကိုခေါ်လာပေးတဲ့သူကိုဒီမှာဘာတွေဖြစ်နေတာလဲဆိုပြီးမေးကြည့်လိုက်ပါတယ်။ဖရက်တိုကိုခေါ်လာပေးတဲ့သူကလည်းဒီရွာကကျင်းစာတင်နေပြီဖြစ်ပြီးတော့မကြခင်ဒီရွာကိုလည်းယက်ဒီကရောက်လာပြီးတော့ဖျက်ဆီးတော့မှမလို့ဖရက်တိုကိုလည်းအမြန်ဆုံးထွက်သွားဖို့အတွက်ပြောလိုက်ပါတယ်။ရွာထဲကိုလှည့်ပန်းကြည့်လိုက်တဲ့အခါမှာတော့တောင်ပေါ်တက်သွားတဲ့ခြေရာတွေကိုတွေ့လိုက်ရတာကြောင့်ရှက်ဂီတို့ကတောင်ပေါ်ကိုတက်သွားတယ်ဆိုတော့ကိုသိလိုက်ရတာကြောင့်မလို့လိုက်သွားလိုက်ပါတယ်။ရှက်ဂီတို့ကတော့အေးဆေးပဲတရှင်းလွှင့်ပေးဖို့အတွက်လုပ်နေပြီးတော့နှစ်ယောက်သားသူတို့ကြိုက်တဲ့တရှင်းတွေကိုဖွင့်နေပေမယ့်အဲ့ဒီနေရာကိုယက်ဒီကရောက်လာပြီးတော့အထက်ကိုလမ်းကြည့်နေပါတယ်။ဖရက်တိုကလည်းတောင်ပေါ်ကိုရောက်လာပေမဲ့မုံတိုင်းကြောင့်မလို့ခြေရာတွေပျောက်သွားတာကြောင့်မလို့ရှေ့ဆက်သွားလို့မရဖြစ်နေတာမလို့ဒက်ဖနီကဘေးနားကိုပတ်ချကြည့်လိုက်တော့ဖမ်းမိနေတဲ့ပန်ပါကိုတွေ့လိုက်ရပါတယ်။တခြားသူတွေဖြစ်တဲ့ပရိုဖက်ဆာနဲ့မင်္ဂါကလည်းပြောင်းနေပြီဖြစ်တာမလို့ယက်ဒီကဖမ်းခေါ်သွားတယ်ဆိုပြီးတော့ထင်လိုက်ကချက်ချင်းပဲလိုက်ပြီးရှာဖို့လုပ်လိုက်ပါတယ်။အဲ့ဒီနေရာကယက်ဒီရဲ့ခြေရာတွေကိုကြည့်လိုက်တော့ခြေရာကကြည့်ပေမယ့်မတက်ရက်ပြီးကြည့်နေတဲ့ဒက်ဖနီထပ်ပို့ပြီးတော့ခြေရာတွေကတိတ်နေတာကိုဘယ်မှာကတွေ့လိုက်ရပါတယ်။ဒါပေမဲ့လည်းတဲလွန်သားကမရှိတာကြောင့်မလို့ဘယ်ကနေစာပြီးရှာရမလဲဆိုပြီးတော့ခေါင်းခဲနေကြတော့မင်္ဂါပြုတ်ကျနေတဲ့ရေဒီယိုထဲကနေပြီးတော့မှရှက်ဂီတို့ရဲ့အော်တန်ကိုကြားလိုက်ရပါတယ်။ရှက်ဂီတို့စီကိုလည်းယက်ဒီကရောက်လာပြီးတော့တိုက်ခိုက်နေတာကြောင့်တစ်ခါထွက်ပြေးလိုက်တစ်ခါပြန်ချလိုက်လုံးနေရင်းနဲ့ပဲနည်းနည်းချင်းစီထွက်ပြေးနေလိုက်ပြီးတော့ရေဒီယိုတာဝါပေါ်ကိုလည်းပြေးတက်သွားလိုက်ပါတယ်။အပေါ်ကိုပါယက်ဒီကလိုက်လာတာကြောင့်မလို့ရှက်ဂီတို့ကလည်းအားပြင်းနဲ့ပိတ်အော်နေတော့မှာပဲ။လမ်ဖာကရောက်လာပြီးတော့ယက်ဒီကိုဖမ်းဖို့လှုပ်လိုက်ပေမဲ့သူပဲပြန်ပြီးတော့အတက်ခံလိုက်ရပြီးတော့တောင်ဆုံးကိုလည်းရောက်သွားကအဲ့ရနေပြီးတော့မှအောက်ဘက်ကိုပြုတ်ကျသွားပါတယ်။ရှက်ဂီတို့ကလည်းအောက်ဘက်ကိုဆင်းပြေးလိုက်ပြီးတော့ဘေးမှာလည်းဟီလီယမ်ဖော်လုံးတစ်ခုရှိတာကြောင့်ချက်ချင်းပဲတန်းငွေကိုဖြည့်လိုက်ပြီးတော့ဘောလုံးနဲ့ထွက်ပြေးလိုက်ပါတယ်။ဖရက်တိုကရေဒီယိုဌာနကိုဆက်ပြီးတော့လာနေရင်းနဲ့ဘက်တနီယာကိုရောက်တော့အပြင်ကိုထွက်လာပြီးတော့ကြည့်နေတဲ့ဒဲနဲ့တွေ့လိုက်ရတာကြောင့်မလို့အတူတူပြန်သွားလိုက်ပါတယ်။အဲ့ဒီမှာလည်းအဖြက်စီးခံထားရတဲ့ရေဒီယိုဌာနကိုတွေ့လိုက်ရပြီးတော့အထဲမှာရှိနေတဲ့ဟီလီယမ်တန်းငွေပူတွေပြောင်းနေတာကိုသိလိုက်ရပါတယ်။ရာသီဥတုကိုကြိုတင်ခံမှန်းတဲ့ဆက်ကနေပြီးတော့မှထူးဆန်းတဲ့ကျိန်လုံးတွေကိုတွေ့လိုက်ရတာကြောင့်ဒါကတောင်ပေါ်မှာဖြစ်နေတဲ့ပြဿနာမဟုတ်ဘဲနဲ့တောင်ထဲမှာဖြစ်နေတဲ့ပြဿနာဆိုတာကိုသိလိုက်ရပါတယ်။ဒါကြောင့်မလို့လူခွဲကအရှင်ဆုံးဒက်ဖနီနဲ့ပန်ပါကတောင်ထဲကိုဝင်သွားကြည့်လိုက်တော့ထူးဆန်းစွာနဲ့ပဲဟီလီယမ်တန်းငွေပူတွေကတောင်ထဲမှာရှိနေတာကိုတွေ့လိုက်ရပါတယ်။ဘောလုံးနဲ့လိုက်သွားတဲ့ရှက်ဂီတို့ကလည်းတနေရာကိုရောက်တဲ့အခါမှာတော့တန်းငွေကုန်သွားတာကြောင့်အောက်ဘက်ကိုပြုတ်ကျသွားကတောင်ကြားတစ်ခုတည်းကိုရောက်သွားပြီးတော့အောက်ဘက်မှာလည်းဘုန်းကြီးတစ်ပါးကိုဆက်ပြီးတော့တွေ့လိုက်ရပါတယ်။အဲ့ဒါတည်းပျောက်ဆုံးနေတဲ့မြို့တော်ကိုလည်းတွေ့လိုက်ရကဘုန်းကြီးကလည်းပြုတ်ကျလာတဲ့ရှက်ဂီတို့ကိုကယ်ထားပေးလိုက်ပါတယ်။ဖရက်တို၃ယောက်ကလည်းအောက်ဘက်ကိုဆေးဆေးဖို့အတွက်အတူတူထွက်လာခဲ့လိုက်ကြပြီးတော့ကျိုးကိုတုံးကတောင်ကြားတစ်ခုတည်းကနေပြီးတော့မှအောက်ဘက်ကိုဆင်းသွားလိုက်ပါတယ်။အောက်ဘက်ကိုရောက်သွားတဲ့ရှက်ဂီတို့ကလည်းအေးဆေးဖြစ်နေပြီမယ်။သူတို့ရှိရကိုလည်းယက်ဒီကထပ်ပြီးတော့ရောက်လာတာကြောင့်မလို့နောက်တစ်ခါထပ်ပြီးတော့ပြေးလိုက်ခြင်းနဲ့အောက်ဘက်ကိုဆက်ပြီးတော့ပြုတ်ကျသွားကမိုင်းတူးတဲ့နေရာတစ်ခုကိုပါရောက်သွားပါတယ်။အဲ့ဒီမှာလည်းတောင်ထဲကိုရောက်သွားတဲ့အဖွဲတွေအကုန်လုံးကပြန်ပြီးတော့စုံမိသွားပြီမယ်။သူတို့ရှိနေတဲ့မိုင်းတွင်းကပောက်ကွဲတံတစ်ခုပေါ်လာပါတယ်။ဒါကြောင့်မို့လို့အထက်ကိုဆက်သွားကြည့်လိုက်တဲ့အခါမှာတော့ကြောက်ကိုလာပြီးခိုးတူးနေတဲ့ Professor ကိုတွေ့လိုက်ရပါတယ်။ Professor ကလိုအပ်မျိုးတော်ကိုရှာချင်နေတာမဟုတ်ဘဲနဲ့အဲ့ဒီမှာရှိနေတဲ့ကြောက်တွေကိုတယောက်တည်းတူးချင်နေတာဖြစ်ပြီးတော့အလာကလေးက Dynamite တွေကိုယူလာတာပဲဖြစ်ပါတယ်။ဒါကြောင့်လောဘကြီးနေတဲ့ Professor ကိုလည်းပညာပေးဖို့အတွက် Freddo ကစီစဉ်လိုက်ပြီးတော့ Jackie နဲ့ Scooby က Professor တူးထားတဲ့ကြောက်တွေကိုလည်းတွားယူလိုက်ကြပါတယ်။ဒီလိုနဲ့ Professor ကိုလည်းထောင်ချောက်ဆင်လိုက်ကဖမ်းလိုက်ကြပြီးတော့အပြစ်မှန်တွေကိုမေးလိုက်တဲ့အခါမှာတော့ကြောက်တုံးတွေကိုတူးဖို့အတွက်စီစဉ်ထားတာတွေအကုန်လုံးကိုတီးလိုက်ရပါတယ်။
ယက်တီဆိုတာကလူတွေကိုချောလန့်ပစ်ဖို့အတွက် Professor ကထွင်ထားတာပဲဆိုပြီးတော့အားလုံးကကောက်ချက်ချနေတော့ယက်တီကသူတို့ရဲ့ဘေးမှာပေါ်လာတာကြောင့်မလို့ Professor နဲ့ယက်တီကမသက်ဆိုင်ဘူးဆိုတာကိုသိလိုက်ရပါတယ်သူတို့ကိုပါတိုက်ခိုက်ဖို့အတွက်လုံနေတာကြောင့်မလို့ထွက်ပြေးလိုက်ရပြီးတော့တနေရာကိုရောက်တော့ Scooby နဲ့ Shaggy အပါဝင်ယက်တီနဲ့ Professor ကလည်းတက်စီလမ်းကွဲသွားပါတယ်ပါလာတဲ့ Dynamite ကိုတုံးလိုက်ပြီးတော့ Shaggy တို့ကလွတ်အောင်လုပ်လိုက်ပြီး Professor နဲ့ Yeti ကိုလည်းနှစ်ယောက်တည်းလွတ်ထားပေးလိုက်ပါတယ်။ဒါပေမဲ့မိုင်းခွဲသွားတဲ့အတန်တောင်းမလို့တောင်ပေါ်ကနှင်းတွေကလည်းပြောကြလာတာမလို့ Shaggy နဲ့ Scooby ကလည်းစကိတ်တစ်ခုလုံးလိုက်ရပြီးတော့အဲဒီကနေပြီးတော့မှပြေးလိုက်ရပါတယ်။ရွာထဲကိုပြန်ရောက်သွားတဲ့ Fred တို့ကလည်းထောင်ချောက်တွေကိုတေချာစီစဉ်ပေးထားလိုက်ပြီးတော့ Yeti ကိုဖမ်းဖို့လုပ်ပေးမယ်။ Yeti ကိုဖမ်းပြရမယ်အစားတောင်ပေါ်ကနေပြုတ်ကျလာတဲ့ Shaggy နဲ့ Scooby ကပဲပိုက်ကွန်ထဲကိုရောက်သွားပါတယ်။ Professor ကိုပါဖမ်းမိသွားပြီမဲ့ထောင်ချောက်လုံးနေတဲ့ပင်မာနဲ့တဲကပြုတ်ကျလာတဲ့ရေခဲလေးနဲ့ပြီးတော့တေတော့မလို့ဖြစ်နေပါတယ်။အဲ့ဒီအချိန် Yeti ကပြန်ရောက်ချလာပြီးတော့ပင်မာနဲ့တဲကိုလည်းကဲတင်ပေးလိုက်ကFred တို့ရှိရာကိုလည်းပြန်ခေါ်သွားပေးလိုက်ပါတယ်။ Yeti ရဲ့ပုံစံအစစ်မှန်ကလည်းအယောင်ဆောင်ထားတဲ့မင်္ဂလာပဲဖြစ်နေပြီးတော့ဟီလီယမ်တန်းငွေတွေကိုတုံးပြီးတော့ Yeti ရဲ့ပုံစံကိုကြီးအောင်လုပ်ထားတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ခြေရတဲ့ကလည်းတိတ်နေတာဖြစ်ပြီးတော့သူတို့ကိုကာကွယ်ပေးတာပဲဆိုပြီးပင်မာကရှင်းပြလိုက်ပါတယ်။ဒါပေမဲ့ဘာကြောင့်သူတို့ကိုတိုက်ခိုက်ရတာလဲဆိုပြီးမေးကြည့်လိုက်တော့မင်္ဂလာကဒဲကိုသဘောကျနေတာကြောင့်မို့လို့ရေဒီယိုဌာနကနေပြန်တော့မဲ့ဒဲရဲ့အကြောင်းကိုသိလိုက်ရတာကြောင့်အခုလို Yeti ပုံဟန်ဆောင်ပြီးတော့ခီးသွားတွေကို6လန့်က Yeti ရဲ့အနေကိုလည်းကျင်းညာဖို့ဒဲကိုဒီနေရာမှာပဲဆက်ပြီးတော့ရှိစီချင်းလို့လုပ်ခဲ့ရတာဖြစ်တဲ့အကြောင်းကိုအားလုံးကသိလိုက်ရပါတယ်။အားလုံးပြီးသွားတဲ့အခါမှာတော့ကြောက်ခိုးတူးဖို့အတွက်လုံနေတဲ့ Professor ကိုလည်းရဲလက်အပ်လိုက်ကြကကိစ္စအားလုံးပြီးသွားတာကြောင့်မို့လို့ပြန်ဖို့လုံနေတော့တောင်အောက်ကိုပြုတ်ကျလာတဲ့လမ်းဖားကလည်းပြန်ရောက်လာပြီးတော့ဒီနေရာမှာ Yeti အစ်စ်ရှိတဲ့အကြောင်းကိုပြပြလိုက်ပါတယ်။ဒါပေမဲ့အနေပေးတာမဟုတ်ဘဲနဲ့ပြုတ်ကျနေတဲ့သူ့ကိုလာပြီးတော့ကယ်တင်ပေးတာပဲဖြစ်တယ်ဆိုတာကိုပြပြလိုက်ပါတယ်။ဒီလိုနဲ့အားလုံးရှင်းသွားတဲ့အခါမှာတော့ Perry ကိုဆက်ပြီးတော့ခီးထွက်လိုက်ကြပြီ။ဒဲနဲ့မင်္ဂလာကလည်းသူတို့ရဲ့ပထမအဦးဆုံးဒိတ်ကို Perry မှာပဲလုပ်လိုက်ကြပါတယ်။ဒါပေမဲ့ဒီတစ်ခါနောက်ကျနေတဲ့သူက Fred ကိုယ်တိုင်ပဲဖြစ်နေတာမလို့ဖုန်းခေါ်ကြည့်လိုက်တော့ Fred ကအမေဇုန်တောလေးကိုနေရာမှာပြီးရောက်သွားတာကြောင့်မလို့ဒါကိုတီးလိုက်ရတာကြောင့်ချက်ချင်းပဲအကုန်လုံးကလည်း Fred ကိုကေတင်ဖို့အတွက်အမေဇုန်တောလေးကိုလိုက်သွားရင်းနဲ့ပဲဇလန်ကပြီးသွားပါတယ်